Hello everyone, welcome to Chilla, a podcast where Myanmar buddies living in Singapore share our experiences about living, working and growing as part of a bigger world. We are here to connect with Myanmar professionals, inspire each other and build bridges with international community. I'm Dorothy. I'm Nylin. Grab your copy, chill with us and let's dive in. ဒီနေ့ကတော့စင်ကာပူမှာဘယ်လို pass တွေနဲ့အလုပ်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းဆွေးနွေးတော့မှာဖြစ်ပါတယ်။ကိုနိုင်နဲ့အခုဒီစင်ကာပူမှာပေါ့ဘယ်လို work pass နဲ့လုပ်နေရလဲကျွန်တော်ကဒီရောက်ခါစားတော့ work permit နဲ့လာတယ်အဲ့မှာတစ်နှစ်နဲ့6လလုပ်ပြီးတော့ကျွန်တော် SPS အနေနဲ့အခုလက်ရှိတဲ့ SPS အနေနဲ့ပဲကျွန်တော်လုပ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီ work permit နဲ့ SPS ရှားတဲ့မှာတော့ကျွန်တော်နည်းနည်းလေးကွာခြားချက်လေးတော့ရှိတယ်အဲ့ဆိုတော့ဒီနေ့မှာအဲ့ဒီကွာခြားချက်လေးတွေရယ်နောက်တော့ကျွန်တော်တို့ဒီ procedure လေးပေါ့နော်လှုပ်ရှောက်လို့ရှိရင်ဘယ်လိုဆိုတဲ့အဲ့ procedure လေးကိုကျွန်တော်ဒီနေ့ပြောသွားမှာဖြစ်ပါတယ်ဟုတ်ကိုနိုင်နဲ့အခုဒီပေါ့အလုပ်မှာဘယ်လို job scope တွေနဲ့လုပ်ရလဲပေါ့အဲ့ဒါလေးတစ်ချက်လောက်ပြောပေးပါ job scope ကတော့ကျွန်တော်တို့အခုက admin ပုံစံမျိုးဆိုတဲ့အတွက်အလုပ်သမားခေါ်ပြရမျိုးတွေရှိတယ်အလုပ်သမားဒီ HR ကိစ္စတွေလည်းလုပ်ရတယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့တစ်ခုတည်းတော့မဟုတ်ဘူးပေါ့နော်အကုန်လုံးကဟို multi scale ပုံစံမျိုးတို့ကတောက်ခိုင်းနေဆိုတဲ့အတွက်အလုပ်ကတော့စုံနေတာပေါ့ဆိုတော့အဓိကကျွန်တော်ကအခုဒီနေ့ sharing လုပ်ပေးချင်တာကကြတော့ဟို work permit ရှောက်လို့ရှိရင် SPS ရှောက်လို့ရှိရင်ဘယ်လိုအဆင့်တွေကိုကြော်ပြီးတော့မှနော်ဟိုဒီ approve ဖြစ်တဲ့အဆင့်အထိပေါ့အဲ့ဒီကြားထဲက process လေးကိုကျွန်တော်ဒီနေ့ပြောသွားခြင်းတယ်ဟုတ်အခုကိုနိုင်နဲ့လုပ်နေတဲ့ company ကကျတော့ဘယ် sector အောက်မှာရှိလဲကျွန်တော် construction sector ပါဟုတ်အဲ့မှာလေကျွန်တော်စပြီးတော့ဒီ work permit ကနေဒီဘက် SPS ကိုမပြောင်းခင်မှာကျွန်တော်ကြားရမှာဖြစ်ခဲ့တာလေးရှိတယ်အဲ့ဒါကကြတော့ဒီ construction sector ဖြစ်နေတဲ့အတွက်ကျွန်တော်စီမှာဒီ work permit နဲ့ဆိုလို့ရှိရင် construction မှာလုပ်လို့ရတဲ့ scale set CIDI မြန်မာခေါ်ဆို CIDI ပေါ့နော်ဒီမှာတော့ SCCK Scale Evaluation Certificate ဆိုတဲ့ certificate မရှိဘူးဆိုတဲ့အတွက်အဲ့ဒီဟာအတွက်ကိုကျွန်တော်ဒီမှာသင်တန်းတက်တယ်ဒါပေမဲ့ကျွန်တော်အစိမပြေဘူးအဲ့တော့SPS နဲ့ကျွန်တော်ပွဲရတာတော့ SPS အနေနဲ့ရှောက်ဖို့အတွက်ကျွန်တော်ပွဲနေအဆင်ပြေသွားတဲ့အတွက်ပွဲရကြတော့ဘာပွဲလဲပွဲရကျွန်တော် mechanical ပါ mechanical engineering နဲ့ဆိုတော့ဟုတ်ကဲ့အဲ့တော့ SPS နဲ့ဒီမှာလည်းကန်ကောင်းတာဒီ company မှာလည်း SPS quota ရှိနေတဲ့အတွက်ကျွန်တော် SPS နဲ့ဖြစ်သွားပါတော့အမှန်တကယ်ပထမကျွန်တော်ဟို work permit လောက်ကနေဒီဘက်ကိုပြောင်းမဲ့အချိန်တုန်းကလည်းတော်တော် work permit ပဲရှောက်ပေးမယ်ဆိုပြီးတော့စပြီးတော့ကျွန်တော်ကန်လန်းတာပေါ့အဲ့ဒီအချိန်မှာကျွန်တော်မှာ case set မရှိတော့ကျွန်တော်ကဒီ SPS နဲ့ပဲရှောက်ပြသွားတာပါဟုတ်ဆိုတော့ဘောနော်အခုဒီကိုနိုင်နေလုံနေတဲ့အလုံးနဲ့ကိုရထားတဲ့ဘွဲနဲ့ဘယ်လောက် percentage ဒီဆက်ဆက်မှုရှိလဲပေါ့100% ဆက်ဆက်မှုမရှိပါ100% ဆက်ဆက်မှုမရှိဆိုတော့အမအနေနဲ့အခုဒီမှာဘာ pass နဲ့လုပ်နေရလဲအမအခုဒီမှာ SPS နဲ့လုပ်နေရပါတော့အမရောဘယ်လောက်ဆက်ဆက်မှုရှိအမတင်ထားတဲ့ဘွဲနဲ့ကိုရှိနေတဲ့ပညာနဲ့အခုလုပ်နေတဲ့ဟာနဲ့ကတော့ဘွဲအနေနဲ့ကြည့်မှဆိုလို့ရှိရင်တော့110%ပေါ့နော်လုံးဝဆက်ဆက်မှုမရှိဘူးဒါပေမဲ့အမရဲ့ဒီ business skill တွေပြီးတော့တခြား skill set တွေပေါ့အဲ့ဟာအနေနဲ့တော့လုံးဝဟိုဆက်ဆက်မှုရှိနေပေါ့နော်ဆိုတော့ဘွဲရထားတာနဲ့ဟိုတက္ကသိုလ်မှာသင်ထားတာနဲ့တော့လုံးဝအပြတ်အသက်ဘာမှဟိုအတုံးချတာမျိုးမရှိဘူးဒီမှာဟုတ်ကဲ့ဆိုတော့အခုကျွန်တော်တို့နှစ်ယောက်လုံးကလုံနေတဲ့အလုံးနဲ့ကျွန်တော်တို့ရတဲ့ဘွဲနဲ့က100%ဆက်ဆက်မှုမရှိဘူးလို့ပြောလို့ရပါဘောနော်